မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေပရိသတ်ကြီးခင်ဗျာကျွန်တော်တို့လူသားအားလုံးဟာလောကီဘဝမှာနေထိုင်ကြတဲ့အခါစီးပွားလက်ပလာပါဒီအလားတိုးတက်ချင်ကြတာတဘာဝပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာဘလော့ပဲစူးစမ်းအရာမထင်တာမျိုးငွေဝင်းတလောက်ပြန်ထွက်နေတာမျိုးတွေကြုံရတဲ့အခါကျွန်တော်တို့ဟာကန်ဆာတာကိုပဲအပြုတ်တင်တတ်ကြပါတယ်တကယ်တော့ကန်ဆိုတာအလုပ်ဖြစ်တယ်လို့အဲ့ဒီအလုပ်ကိုပံ့ပိုးပြီးတဲ့ပတ်ဝန်းကျင်စွမ်းရည်တွေကလည်းအလွန်အရေးကြီးပါတယ်အင်းဆိုတာလက်နက်မင်းတို့ပျော်စမ်းရနေရဖြစ်ဖို့လိုတယ်လို့မင်္ဂလာတရားတော်နဲ့အညီတန့်ရှင်းအေးချမ်းနေဖို့လည်းလိုအပ်ပါတယ်ဒီနေ့မှာတော့တင့်အိမ်မှာရှိနေရင်လက်ပိတ်စေပြီးကန်ဆာတာကိုညှိုးနွမ်းစေတတ်တဲ့အချက်30ချက်ကိုဗဟုသုတအဖြစ်အသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1ရက်တနေသောနာယီများပထမဆုံးသတိထားရမယ့်အချက်ကတော့ရက်တနေတဲ့နာယီတွေပဲဖြစ်ပါတယ်နာယီဆိုတာအချိန်ရဲ့တင်ကြတာဖြစ်တယ်လို့ဘဝရဲ့လဲပတ်လှုပ်ရှားနေတဲ့စွမ်းရည်ကိုလည်းကိုးစားပြုပါတယ်အိမ်ထဲမှာနာယီတလုံးရက်တက်နေလာကိုဒီတိုင်းပစ်ထားခြင်းဟာတင့်ဘဝရဲ့အခွင့်အလမ်းတွေကိုအေးခဲသွားစေတယ်လို့မျိုးတက်ရောက်မှုရှိပါတယ်အချိန်ဟာရှေ့ကိုစီးစင်းနေမှသာကန်ဆာတာကလည်းရှေ့ကိုတိုးတက်မှာဖြစ်ပါတယ်နာယီအဟောင်းတွေရက်တန့်သွားတဲ့နာယီတွေကိုနေရာမှာချိတ်ထားတာဒါမှမဟုတ်ဗီဒီယိုထဲမှာတင်ထားတာမျိုးဟာတုံဆိုင်ခြင်းနဲ့ပင်းကြီးခြင်းစွမ်းအင်တွေကိုဖိတ်ခုံနေတာနဲ့အတူတူပါပဲစီးပွားရေးလုပ်ကိုင်သူတွေအတွက်ဆိုရင်လုပ်ငန်းတွေရပ်တန့်နေတာငွေအဝင်အထွက်မတော်တာတွေဟာဒီလိုသေးငယ်တဲ့အချက်လေးတွေကနေအစပြုတတ်ပါတယ်ဒါကြောင့်တင့်အင်ကနာယီတွေကိုအမြဲစစ်ဆေးပါအချိန်မှန်နေပါစေလဲပတ်နေပါစေဒါမှသာတင့်ရဲ့ကန်ဆာတာဟာလည်းအချိန်နဲ့အမျှလန်ဆန်တိုးတက်နေမှာဖြစ်ပါတယ်နံပါတ်2ရှင်သန်ခြင်းကင်းမဲ့သောအပင်ချော့များအပင်ဒီဟာအောက်ဆီဂျင်ကိုပေးယုံနေမကပဲရှင်သန်ခြင်းစွမ်းအင်ပရာနာကိုလည်းထုတ်လွှတ်ပေးပါတယ်အိမ်တွင်းမှာအပင်စိန်လေးတွေထားခြင်းကစိတ်ကိုကြည်လင်းစေသည်လက်လာပါကိုဆွဲဆောင်ပါတယ်ဒါပေမဲ့အပင်ကခြောက်ကပ်သွားပြီးပန်းကညှိုးနွမ်းသွားပြီးဆိုရင်တော့အခြေအနေကပြောင်းပြန်ဖြစ်သွားပါပြီညှိုးနွမ်းနေတဲ့အရာတွေဟာသေဆုံးခြင်းစွမ်းအင်ကိုထုတ်လွှတ်ပြီးအိမ်သူအိမ်သားတွေရဲ့စိတ်ဓာတ်ကိုမီးမိန်စေပါတယ်ဖျားစင်ပေါ်မှာပန်းတွေညှိုးနေတာကိုမလဲပဲထားခြင်းကအလွန်မင်္ဂလာမရှိတဲ့အချက်ပါလက်နမင်းဟာလန်းဆန်းတဲ့နေရာမှာပဲပျော်ဆန်းတတ်ပါတယ်အပင်ချောက်တွေပန်းချောက်တွေဟာအတိတ်ကအညော်တွေကိုဆွဲထားတတ်ပြီးအနာဂတ်ရဲ့လန်းဆန်းတဲ့အခွင့်အလမ်းသစ်တွေကိုပိတ်ဆို့ထားတတ်ပါတယ်ဒါကြောင့်သင်အင်ကပန်းအိုးတွေကိုအမြဲကယူဆိုင်ပါညှိုးနွမ်းနံတဲ့အသစ်လဲလွယ်ပါဒါဟာသင်ရဲ့ကန်ဆာတာကိုအမြဲတမ်းငဲ့ရွယ်လန်းဆန်းနေစေမယ့်နီးလန်းကောင်းတစ်ခုပါပဲနံပါတ်3အကွဲနေသောပကံခွက်ရောက်များပကံခွက်ရောက်ဆိုတာမိသားစုရဲ့စားဝတ်နေရေးပြည့်စုံမှုကိုပြသတဲ့အမှန်အသားပါအနာဆောင်လေးတွေပဲ့နေတဲ့ပကံအကြောင်းထင်းနေတဲ့ခွက်တွေကိုနှမျောလို့ဆက်တုံနေတာဟာမိမိကိုယ်ကိုတန်ဖိုးမထားရရောက်တယ်လို့စင်ရဲချင်းကိုဖိတ်ခေါ်နေတာနဲ့အတူတူပါပဲအကွဲနေတဲ့အရာတွေဟာစွမ်းရည်တွေကိုပြန့်ကျဲစေပြီးစုစည်းမှုကိုပျက်စီးစေပါတယ်မိသားစုအတွင်းစိတ်ဝမ်းကွဲတာစကားများတာတွေဟာအိမ်တွင်းမှာအကွဲနေတဲ့အသုံးအဆောင်တွေများနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်ပြည့်စုံခြင်းကိုလိုလားရင်ပြည့်စုံတဲ့အသုံးအဆောင်တွေကိုပဲသုံးစွဲသင့်ပါတယ်ပဲ့နေတဲ့ပကံနဲ့စားတောက်ခြင်းကတင်းရဲ့ကန်ဆာတာမှာလည်းအဖို့အထွတ်တွေများစေတတ်တာမို့အမြန်ဆုံးစွန့်ပစ်လိုက်ဖို့တိုက်တွန်းခြင်းပါတယ်နံပါတ်4အိမ်ရှိဝင်းပေါက်တွင်ရှုပ်ပွားနေခြင်းအိမ်တီအိမ်ရဲ့အိမ်ရှိဝင်းပေါက်ဟာလူသားတွေအတွက်ဝင်းပေါက်ထွက်ပေါက်ဖြစ်တယ်လို့ကောင်းကျိုးစွဲအိမ်တွေဝင်ရောက်ရာလက်လပအပေါက်လည်းဖြစ်ပါတယ်အဲ့ဒီနေရာမှာဖနက်တွေပြန်ကျဲနေတာအမိုက်ပုံးထားတာဒါမှမဟုတ်မလိုအပ်တဲ့ပစ္စည်းဟောင်းတွေစုပုံထားတာမျိုးဟာလက်လာပါနတ်မင်းကိုလမ်းပိတ်ထားတယ်လို့ဖြစ်စေပါတယ်တန်ရှင်းတက်ရက်တဲ့ဝင်းပေါက်ဟာကောင်းမွန်တဲ့ဧည့်သည်တွေနဲ့အခွင့်အလမ်းကောင်းတွေကိုကြိုးစိုးနေတာနဲ့တူပါတယ်အင်းရှိမှာဖနက်တွေကိုစနစ်တကျစီထားခြင်းအလင်းရောင်ရနေအောင်ထားခြင်းကတင့်စီလာမဲ့ကံကောင်းခြင်းတွေကိုလမ်းဖွင့်ပေးလိုက်တာပါပဲဝင်ပေါက်ရှုပ်ကွာနေရင်စိတ်လဲရှုပ်ပွားတတ်ပြီးဆုံးဖြတ်ချက်တွေမှားယွင်းတတ်တာကိုသတိပြုသင့်ပါတယ်နံပါတ်5အမောင်တုနိလစွမ်းငင်ပိတ်ဆို့မှုအလင်းရောင်ဟာဉာဏ်ပညာနဲ့တက်ကြွမှုကိုကိုးစားပြုပါတယ်အမြဲတမ်းမှောင်မိုင်နေတဲ့အိမ်ထဲမှာနေထိုင်သူတွေဟာအစိုးမင်စိတ်များလာတတ်ပြီးစိတ်တက်ကြလွယ်ပါတယ်အမောင်တုဟာမကောင်းတဲ့စွမ်းအိမ်တွေခိုးအောင်ရနေရထစ်လို့အိမ်ကိုအမြဲတမ်းလင်းလင်းချင်းချင်းဖြစ်နေအောင်ထားရပါမယ်နေဝင်ရိုးရီအချိန်တွေမှာ
အိမ်ထဲမှာမီးထွန်းထားခြင်းကမင်္ဂလာရှိသလိုလက်လာပါတွေကိုလည်းဖိတ်ခေါ်ရရောက်ပါတယ်အလင်းရောင်အလုံလောက်ရတဲ့အိမ်ဟာနေထိုင်သူတွေကိုကျန်းပါစေသလိုကန်ဆာတာကိုလည်းတောက်ပါစေပါတယ်ဒါကြောင့်အိမ်ရဲ့ထောင်ကျိုးတွေမှာအလင်းရောင်ရအောင်ဂရုစိုက်ပေးပါ နံပါတ်6အကွဲနေသောမှန်မြမှန်ဆိုတာပုံရိပ်တွေကိုထင်ဟပ်စေရုံတွေမကပဲစွမ်းအင်တွေကိုနှစ်ဆတိုးပွားစေတဲ့အစွမ်းရှိပါတယ်အကွဲနေတဲ့မှန်ဒါမှမဟုတ်ဝါတာရထင်နေတဲ့မှန်တွေကိုကြည့်ခြင်းကသင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပုံပြတ်ပန်းပြတ်ဖြစ်စေပါတယ်အကွဲနေတဲ့မှန်ထဲမှာကိုယ်ပုံရိပ်ကိုကြည့်ရတာဟာကိုယ့်ရဲ့ကံစရာကိုအပိုင်းပိုင်းအဆအစားဖက်သွားစေသလိုခံစားချက်မျိုးပေးစွမ်းပါတယ်ကြည်လင်တဲ့မှန်ကသာကြည်လင်တဲ့စိတ်နဲ့ကံစရာကိုပေးစွမ်းနိုင်တာပါအကယ်၍တင့်အိမ်မှာမှန်ခွဲတွေရှိနေရင်ချက်ချင်းဖယ်ရှားလိုက်ပါမှန်ဆိုတာအမြဲတမ်းတန့်ချင်းတောက်ပနေမှသာတင့်စီကိုကံကောင်းခြင်းတွေနှစ်ဆတိုးပြီးဝေလာမှာဖြစ်ပါတယ်နံပါတ်9ရိုးစိတ်နေသောရည်များနဲ့ဒဏဆုံးရှုံမှုဘေးရင်ပညာနဲ့စွမ်းအင်ပညာရပ်တွေမှာရေဟာငွေကြီးဒဏကိုကိုစားပြုပါတယ်အိမ်မှာရေပိုက်တွေယိုနေတာရေတန်ကီကရေတွေတဆက်ဆက်ကျနေတာကိုမဖိပဲထားခြင်းကတင့်ရဲ့ငွေကြီးတွေအဖက်မတင်ပဲယိုဖိတ်ကုံဆုံးသွားတာကိုဖြစ်စေပါတယ်ငွေဝင်တလောက်ပြန်ထွက်နေတာမကုံဝင်းပဲကုန်နေတာတွေဟာတင့်အိမ်ကရေယိုစိတ်မှုတွေနဲ့ဆက်ဆက်နေတတ်ပါတယ်ရေစည်းတာဟာလက်စည်းတာဖြစ်ပေမဲ့ရေယိုတာကတော့လက်ယိုတာပါပဲဒါကြောင့်အိမ်ကရေယိုတဲ့နေရာမှန်သမျှကိုအနက်မျောမနေပဲအမြန်ဆုံးပြုပြင်လိုက်ပါဒါဟာတင့်ရဲ့ငွေကြေးစည်းစိမ်မှုကိုပြန်လည်ထိန်းချုပ်လိုက်တာပါပဲနံပါတ်8အဝတ်ဟောင်းများမတုံးတော့ပဲပေါက်ကဲနေတဲ့အဝတ်စားတွေဟောင်းနွမ်းနေတဲ့အတုံးဆောင်တွေကိုအိမ်မှာစုပုံထားခြင်းကစွမ်းရင်ဟောင်းတွေကိုပိတ်မိနေစေပါတယ်အဝတ်စားဆိုတာလူတယောက်ရဲ့အကာအကွယ်နဲ့ဂုဏ်သိက္ခာပါပေါက်ပြဲနေတာတွေကိုဝစ်ဆင်ခြင်းဒါမှမဟုတ်အိမ်မှာတင်းစီထားခြင်းကစင်းရဲခြင်းအငွေ့တစ်သက်ကိုဖန်တီးပေးသလိုဖြစ်စေပါတယ်အဝိစာအသက်တွေဝေးရမှာကန်ကောင်းတာမဟုတ်ပါဘူးတန်ရှင်းတရက်ပြီးအပေါက်အပြဲကင်းတဲ့အဝတ်ကိုဝတ်ချင်းကသာကန်ကိုပွင့်စေတာပါမတုံးတော့တဲ့အရာကြီးကိုလှူဒန်းလိုက်တာဒါမှမဟုတ်စွန့်ပစ်လိုက်တာကစွမ်းရည်တစ်တွေဝင်လာဖို့နေရာဖယ်လိုက်တာနဲ့အတူတူပါပဲနံပါတ်9မြစ်ပတ်တော်မိဖို့ကြောင့်ဟာအိမ်တအိမ်ရဲ့အသက်သွေးကြောဖြစ်သလိုဝမ်းစာလက်ကိုဖန်တီးပေးတဲ့နေရာလည်းဖြစ်ပါတယ်မိဖို့ကြောင့်ညစ်ပတ်နေတာမိဖို့မှာအညော်တွေပေးချနေတာပကံတွေကိုမဆေးပဲညသိပ်ထားတာမျိုးဟာလက်ပိတ်စီတဲ့အကြီးမားဆုံးအချက်ထဲကတစ်ခုပါမိဖို့ကြောင့်တန့်ရှင်းမှသာအိမ်သူအိမ်သားတွေကျမ်းမာပြီးစီးပွားလက်လာပါတွေတိုးပွားပါဖြစ်ပါတယ်အစားအစာချက်ပြုတ်တဲ့နေရာဟာအမြဲတမ်းတန့်ရှင်းစင်ကြယ်နေဖို့လိုအပ်ပါတယ်ညတိုင်းမိဖို့ကြောင့်ကိုတန့်ရှင်းလုပ်ပြီးမှအိတ်ဆက်ချင်းကလက်နက်မင်းကိုနေရာပြင်ပေးလိုက်တာနဲ့အတူတူပါပဲနံပါတ်10မင်္ဂလာမရှိသောရုပ်ပုံကားချက်များနောက်ဆုံးချက်ကတော့အိမ်မှာချိဆွဲထားတဲ့ရုပ်ပုံကားချက်တွေရဲ့တက်ရောက်မှုပဲဖြစ်ပါတယ်အာယုံဆိုတာစိတ်ကိုပြောင်းလဲစေပါတယ်အိမ်မှာစိတ်ဓာတ်ကျစရာကောင်းတဲ့ပုံတွေတိုက်ခိုက်နေတဲ့ပုံတွေဒါမှမဟုတ်ဝမ်းနည်းစရာကောင်းတဲ့ပုံတွေကိုကြည့်နေရခြင်းကအိမ်တွင်းမှာတင်းမာမှုတွေနဲ့ကန်ဆိုးမှုတွေကိုဖြစ်ပေါ်စေပါတယ်အီချာနဲ့ရှူခင်းပုံတွေစိတ်ကိုတည်ငြိမ်စေတဲ့ဖျားပုံတွေနဲ့မင်္ဂလာရှိတဲ့ပန်းပုံတွေကိုပဲရွေးချယ်ချစ်စွာတင်ပါတယ်မြင်ရတဲ့အာယုံကြည်လင်မှစိတ်ကြည်လင်မှဖြစ်ပြီးစိတ်ကြည်လင်မှပါကံပွင့်မှဖြစ်ပါတယ်ပရိသတ်ကြီးခင်ဗျာအခုပြောပြခဲ့တဲ့အချက်10ချက်ဟာတင်းငယ်တယ်လို့ထင်ရပေမဲ့တင့်ရဲ့ဘဝတိုးတန်မှုကိုတိုက်ရိုက်ထိန်းချုပ်ထားတဲ့အလှည့်အပြောင်းတွေပဲဖြစ်ပါတယ်အိမ်တွင်းကအရာဝတ္ထုတွေကိုတန့်ရှင်းအောင်ထားသလိုပဲတင့်ရဲ့စိတ်ကိုလည်းမေတ္တာကရုဏာမုဒိတာတရားတွေနဲ့တန့်ရှင်းအောင်အမြဲထားရပါမယ်အပြင်ပတ်ဝန်းကျင်နဲ့အတွင်းစိတ်နှစ်မျိုးလုံးတန့်ရှင်းနေမှသာလက်လာပါဆိုတာအလိုလိုဆက်ရောက်လာမှာပါမိမိတို့ရဲ့နေအိမ်မှာဒီလိုအရာတွေရှိနေသလားဆိုတာကိုအခုပဲပြန်လဲစစ်စစ်ကြည့်ပြီးအမြန်ဆုံးပြုပြင်ပြောင်းလဲလိုက်ခြင်းအပြင်ကံကောင်းခြင်းတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ